online ပေါ်မှာအခုလိုမျိုး movie ကတ်တွေလုပ်ပြီးတော့ပတ်စံရှာခြင်းတဲ့သူတွေ online ကနေပြီးတော့ဂျပန်ကောက်ခွင့်ပြီးပတ်စံရှာခြင်းတဲ့သူတွေ အခြေဖို့သူစိတ်ပိုင်းဖြတ်လိုက်ပါတယ်သူ့ဘဏ်ကတ်ထဲမှာအကျန်ရှိနေတဲ့ ပြီးပြီဆိုလို့ရှိရင် online ပေါ်မှာကျွန်တော်တို့ online shop လုပ်နေတဲ့သူတွေကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လိုကြော်ညာမလဲမသိဘူးပြီးတော့photo edit တွေပါမလုပ်တတ်ဘူးဆိုတဲ့သူတွေအခုလိုမျိုးပုံတွေထွက်အောင်လုပ်လို့ရတဲ့အလွယ်တကူလုပ်လို့ရတဲ့ application လေးတစ်ခုပြီးပြီဆိုရှင် content writer တွေ content မရေးတတ်ဘူးဆိုရင် content တွေရေးတဲ့နီး okay ဒါတွေကိုတနေရာထဲမှာစုံစုံလင်လင်ရမယ် application လေးတစ်ခုကိုပြပေးမယ်အဲ့ဒီ application လေးကတော့အခုကျွန်တော်ပြထားတဲ့ Revo AI ဆိုတဲ့ဒီ application လေးပဲဖြစ်ပါတယ်ဒီ application လေးကို Play Store မှာ download ဆွဲပြီးတော့သုံးလို့ရပါပြီသုံးတဲ့နည်းတွေကိုအခုကျွန်တော်ပြထားတဲ့ Facebook page တို့အခုကျွန်တော် mention ခေါ်ပြီးတော့တင်ထားတဲ့ TikTok account တို့အဲ့ဒီနေရာတွေမှာသွားပြီးတော့အသုံးပြုတဲ့နည်းတွေကိုလည်းစနစ်တကျကြည့်လို့ရပါတယ်ကျွန်တော်တင်လို့ရှိရင်ပြည့်စုံမှာမဟုတ်ဘူးအဲ့ဒီ account တွေမှာသွားပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့လူကြီးမင်းတို့က online ပေါ်မှာ video တွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်နောက်ခံအတန်တွေကိုပြောင်းကျင်တယ် AI အတန်မကြိုက်လို့ကိုယ့်အတန်ကိုပြန်ပြီးထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်အတန်ကိုမှပြန်ပြီးတော့ဒီပြောရလို့ရှိရင် backup လုပ်ပေးတာမျိုးတွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီတခြားပေါ့နော်ဒီ content ရေးတာတွေတော်တော်များများအကုန်လုံးကို video တစ်ခုလုံးကိုစာတန်းထိုးပေးတာမျိုးတွေကိုယ်တိုင်စာတန်းထိုးကြမလို့ပဲနဲ့ video တစ်ခုလုံးကိုစာတန်းထိုးတာတွေကို one click ဟဲနဲ့ဒီ application လေးထဲမှာအပြီးပါတယ်ပေါ့နော်တော်တော်လေးကိုမှပြီးဆုံးရေးထားတဲ့ application လေးပဲဖြစ်ပါတယ်online မှာပတ်စံရှာဖို့ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် mention ခေါ်ထားတဲ့ဒီ TikTok account လေးမှာတွားရောက်ကြည့်ရှုလို့ရတယ်လို့ဒီ Facebook page တွေမှာလည်းတွားပြီးတော့ကြည့်လို့ရပါတယ်သိချင်တာရှိရင်လည်းအဲ့ဒီ account တွေမှာတွားမေးလို့ရပါတယ်ကျွန်တော်လောတဲ့ဒါလေးကိုစမ်းပြီးတော့သုံးနေတာတော်တော်လေးကိုအဆင်ပြေလို့ပြန်လည်မျှဝေပေးတာပါ